computer မှာ folder တွေစောက်တယ်ဆိုတာကလေကိုကဓာတ်ပုံတွေ file တွေကိုခွဲပြီးတော့သိမ်းချင်တဲ့အခါမျိုးတွေမှာ folder တွေစောက်ပြီးတော့သိမ်းရတာဖြစ်ပါတယ်ဒီမှာဆိုရင် folder လေးကဒီ folder လေးရှိတယ်ဒီထဲမှာဆိုရင်ပုံလေးတွေရှိတယ်ပေါ့နော်အဲ့လို folder လေးတွေကိုစောက်တက်ရမယ်ပြီးပြန်ဖြတ်တက်ရမယ် folder တစ်ခုတည်းကိုတစ်ခု file တွေကိုသိမ်းတက်ရမယ် copy တွေဓာတ်ပုံတွေကိုထည့်တက်ရမှာဖြစ်ပါတယ်ကိုကသင်ကြားရေးစလုပ်ဖို့ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ computer မှာရှိတဲ့ file တွေကို folder တွေနဲ့ခွဲပြီးတော့ထည့်နိုင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီ desktop ပေါ်လွတ်နေတဲ့နေရာမှာ right click လုပ်ပြီးတော့ menu ထဲမှာရှိတဲ့ folder ကိုသုံးပေးရမယ်ပြီးရင် folder name ပေးရမယ်အကယ်၍ကိုက folder name မပေးမိဘဲနဲ့ click မိသွားတယ်ဆိုရင်လည်းကိုပေးခြင်းနဲ့ folder နာမည်ပြောင်းခြင်းတဲ့ပုံမှာနှစ်ချက်လာနှိပ်လို့ရသလို right click ပြီးတော့ rename ဆိုတာကိုရှာပေးရမယ် rename ရပြီဆိုတာနဲ့ကိုပေးခြင်းတဲ့နာမည်အသစ်ပေးရမယ်ပေါ့နော်ဥပမာကို photo လို့ပေးခြင်း photo location ဒီနေရာတစ်ခုမှာပေါ့နော်နာမည်တူအောင်မပေးပါနဲ့ right click မယ် new ထဲက folder ကိုသွားရမှာဖြစ်ပါတယ် right click new folder ကိုသွားမယ်เนาะ folder ကိုသွားပြီးတော့နာမည်လေးပေးမယ်ကိုက photo ပေးမယ်ပြီး file ဆိုလဲ file လို့ပေးမယ်ပေါ့နော်ပြီး enter ခောက်အဲ့ထဲကိုပုံနေထည့်ခြင်းနေဆိုလို့ရှိရင်ဥပမာကဒီပေါ်မှာရှိတဲ့ video file လေးတစ်ခုကိုအဲ့ဒီ file ဆိုတဲ့ folder တွေကိုထည့်ခြင်းရင်ဘာလို့ရလဲဆိုတော့ဖိဆွဲပြီးတော့သွားထည့်လိုက်လို့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းဒီဟာလေးကိုထည့်ခြင်းနဲ့ file နဲ့ကိုထည့်ခြင်းဟုတ်ပြီပြီး i5 ဆိုတဲ့ဟာလေးကိုနှစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ရင်ခုနထည့်ထားတဲ့နှစ်ခုတွေ့ရမယ်ပေါ့နော်အဲ့နှစ်ခုမှာဒီနေရာလေးเนาะဒီအတန်းလေးဒီမှာတန်းနဲ့ရှိနေဒီဘားတန်းလေးကိုဖိဆွဲလာပြီးတော့ဒီပုံလေးကိုဒီပေါ်ပြန်ထုတ်ချင်တယ်ဆိုလည်းဖိဆွဲရမယ်ဒီလိုဖိဆွဲလိုက်ပြီးရင်ဒီကောင်ကိုထွက်မယ်ဆိုရင်ဒီဘက်ညာဘက်မှာဒီနေရာမှာ close ဆိုတာရှိအဲ့ဒါလေးကိုနှိပ်ပြီးတော့ထွက်ပေးရမယ်ဟုတ်ပြီကိုကတစ်ခုခုကိုဖွင့်လိုက်လို့ဒီလိုမျိုးဒါကတော့ screen ကိုအကျဉ်းမိရိုက်ထားတာပေါ့နော်ဒီလိုမတွေ့ရအောင်ဆိုဒီအပေါ်ကအတန်းကိုဒီလိုဖိဆွဲလို့ရတယ်ပြီးဒီဘက်ကိုဖိဆွဲဒီဘက်ကိုဖိဆွဲဒီဘက်အထောင်းတွေမှာထွက်တဲ့ဟာလေးရှိတခါမှကိုကကွန်ပျူတာကိုတေချာမလေ့လာရသေးဘူးဆိုရင်အခု file လေးကိုတေချာကြည့်ပြီးတော့လေ့လာပေးပါဒါက folder စောက်ပြီးတော့ပုံလေးတွေကိုထည့်တာပါအဲ့လိုမထည့်ချင်ဘူးဆိုရင်ကိုထည့်ချင်တဲ့ပုံပေါ်မှာသို့မဟုတ် file ပေါ်မှာ right click ပြီးတော့ copy လုပ်ရမယ်ပြီးရင်ကိုထည့်ချင်တဲ့ folder ပေါ်ပြန်ပြီးတစ်ချက်နှိပ် right click ပြီးတော့ paste ဆိုတဲ့ပုံလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်အဲ့ပုံလေးကဒီထဲကိုရောက်သွားပြီเนาะထွက်ချင်တယ်ဆိုရင်ဒီဘက်ညာဘက်မှာ close လေးနဲ့ထွက်ပေးရမှာဖြစ်ပါတယ်ဒါက folder စောက်တဲ့သင်ခန်းစာဖြစ်ပါတယ်အခုမှစပြီးတော့လေ့လာမယ့်သူတွေအတွက်ကများများစောက်မယ်ပြီးများများဖြတ်ကြည့်မယ်เนาะဖြတ်ကြည့်မယ်ဆိုရင်သူ့ကို click ပြီးတော့ keyboard ကနေ delete ကိုနှိပ်ရမယ်เนาะအဲ့ဒါလေးကိုတေချာစောက်မယ်ဖြတ်မယ်ပြန်ပြီးတော့အထက်တက်ခေါက်ခေါက်လေ့ကျင့်ကြည့်ပေးပါ